မင်းသားဖိုးချစ်ရဲ့လုံရိပ်ခိုင်းရင်းနဲ့ခေါင်းဆောင်ကောင်တယောက်ရဲ့ပြေးသွားတဲ့စေတနာတွေကြောင့်တပင်ဥက္ကဋ္ဌနေရာကနေအနာမပေးချင်ဘူးလို့တပင်ဝိုင်းရဲ့နုပညာရှင်ကြီးဦးချမ်းသာကလက်ရှိမြန်မာနိုင်ငံတပင်အစည်းအဝေးဘို့ရဲ့ဥက္ကဋ္ဌဖြစ်သူမင်းသားဖိုးချစ်နဲ့ပတ်သက်ပြီးတော့တပင်မိသားစုရဲ့ဆန္ဒမှန်ကိုအားလုံးရဲ့ကိုစားထုတ်ဖော်ပြောဆိုခဲ့ရလဲဖြစ်ပါတယ်။တပင်ကျိုးတန်ဖိုးတဲ့နေရာမှာစိန်ခေါ်မှုတွေစိတ်တိုင်းမကြတာတွေနဲ့စိတ်ညစ်စရာတွေကိုဖိုးချစ်ကကြုံခဲ့ရပေမဲ့လည်းဇာတိပင်လောကပေါ်မှာထားရှိတဲ့သူ့ရဲ့မြတ်တာကြီးမားမှုတွေကြောင့်ဘလို့အခက်အခဲမျိုးတွေကိုမစိုးရင်ဆိုင်ကြော်ဖြတ်ခဲ့ရတဲ့အတွက်လက်ရှိတပင်လောကမှာသူ့လိုအလုံးလုံးနိုင်တဲ့လူတော်လူကောင်းရှားပါနေတဲ့အချိန်လုံးမှာပဲဖိုးချစ်ကအသက်ငယ်ပေမဲ့ဝါရင်းနေတဲ့ပိုတဲ့ခေါင်းဆောင်ကောင်းတယောက်မှာရှိတဲ့အလုပ်ပေါ်သစ္စာရှိမှုတွေကြောင့်ပဲသူ့ကိုလက်မလို့စေချင်တာကသဘာဝကျပါတယ်မင်းသားဖိုးချစ်ဟာအစိုးပိုင်းမှာတင်လက်ဆောင်ထည့်တာမဟုတ်ပဲတပင်လောကတိုးတက်စေဖို့အတွက်နောက်ွယ်ကနေနေမနာညမှာဥဆောင်ပေးနေတဲ့စာမြခေါင်းဆောင်ကောင်တယောက်ဖြစ်တဲ့အပြင်လူငယ်ပြည်တပင်အစည်းအရုံးရဲ့ပုံရိပ်တွေကိုခေတ်စနစ်နဲ့အညီပုံမတော့ပေါက်လာအောင်အများကလည်းလေးစားအားကိုးရတဲ့အဖွဲ့အစည်းဖြစ်လာအောင်ဉာဏ်မျှော်မြင်ရှိနဲ့ဥဆောင်မှုတွေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်လူငယ်တယောက်ဖြစ်ပေမဲ့အရေးချင်းပိုင်းမှာသတ်မှတ်ထားတာတဲ့ပို့ပြီးတော့စာပတ်နိုင်စမ်းနေရှိတဲ့ဖိုးချစ်ကအလုံးပေါ်မှာတော်လုံးအားကြီးတာကြောင့်ကျွန်တော်ကြောက်ခဲမဟုတ်ပဲနဲ့အားလုံးရဲ့ဆန္ဒဖြစ်တယ်လို့ဦးချမ်းသာကထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲခေါင်းဆောင်ကောင်းတယောက်မှာရှိတဲ့အလုံးပေါ်မှာသစ္စာရှိတဲ့မှုတွေကြောင့်ဖိုးချစ်ကိုအခုလိုလက်မလို့စေချင်တာဟာသဘာဝကျနေရလည်းဖြစ်ပါတယ်။ဒီနေ့ပဲခူးပွဲဖျားကြီးကတမိုင်းတွင်လာအောင်ကိုစီကားခဲ့ရလည်းဖြစ်ပါတယ်။လက်ရှိမြန်မာစစ်သမင်လောကမှာထိတ်တန်းကနေအပြိုင်ဆိုင်အောင်မြင်နေကြတဲ့အောင်ဆောင်မှုဖိုးချစ်စွမ်းစာနီးနဲ့စက်ရမှုအစားရှိတဲ့ဇက်မင်းသားတွေအားလုံးကတနေရာထဲမှာစုံစည်းနေကြလို့ပါပဲဒီလိုစုံတွေ့ကြတဲ့အခါမှာပြည်သက်တွေကြားထဲမှာအထင်ကြီးပြီးမှုတွေဝေဖန်သုံးသပ်မှုတွေအမျိုးမျိုးထွက်ပေါ်လာခဲ့ရလဲဖြစ်ပါတယ်အထူးသဖြင့်အောင်ဆောင်မှုကကိုပိုင်ကန်ထွက်ဆွဲထားတဲ့ဇက်ရုံနဲ့တိတက်အားရပါရကားပြနေချိန်မှာတခြားမင်းသားငယ်လေးဖြစ်တဲ့စက်ရမှုတို့ကတော့ကားပြခွင့်ရတဲ့ရက်အရေးအတွက်နေပါနေတယ်ဆိုတဲ့ကိစ္စရပ်ပါပဲတချို့သောပြည်သက်တွေကဒီလူငယ်မင်းသားတွေဟာ2ရက်လောက်ပဲကားပြခွင့်ရခဲ့တာကြောင့်ရက်အရင်နဲလို့ဝေဖန်နေကြရလဲဖြစ်ပါတယ်ဒါပေမဲ့တကယ်နောက်ွယ်ကအဖြစ်မှန်ကတော့အလုံးထင်သားသလိုမဟုတ်ပါဘူးဒီစက်ရုံမှာမျိုးဆက်တဲ့လူငယ်တွေမင်းသားတွေဝင်ရောက်ကားပြနိုင်အောင်ဝိုင်းရဲ့မင်းသားကြီးဖိုးချစ်ကိုယ်တိုင်ကသူ့ရဲ့အခွင့်အရေးကိုဆွလုပ်ပြီးတော့အနစ်နာခံပေးခဲ့တာလည်းဖြစ်ပါတယ်ဘကိုးပွဲမှာဇက်ရုံကန်ထွန်းအောင်မြင်သွားတဲ့တာဝန်ရှိသူနဲ့ဖိုးချစ်တို့ကအင်မတန်ရေးကြီးတဲ့ညီကိုတွေလိုဆက်ဆံရေးမျိုးတွေရှိတာပါတယ်ဒါကြောင့်လေကန်ထွန်းဘက်ကဒီဇက်ရုံကြီးတရုံလုံးကိုဖိုးချစ်တယောက်တည်းတည်တံ့ကားဖို့အတွက်အပြည့်အဝပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်ဖိုးချစ်အနေနဲ့စိတ်ကြိုက်ပွဲစဉ်တွေအပြည့်အဝယူပြီးတော့တယောက်တည်းကားပြဖျော်ဖြေပြီးလို့ရတဲ့အနေထားပါဒါပေမဲ့မြမဆက်သမင်ကိုမျိုးဆက်တဲ့လူငယ်တွေလက်ပြောင်းလွယ်ယူနိုင်ဖို့အမြဲတမ်းတွေးတောတတ်တဲ့ဖိုးချစ်ကဒီအခွင့်အရေးကိုတကူကောင်းမဆန်ခဲ့ပါဘူးဆိုင်းရင်မိုးနဲ့အခြားလူငယ်မင်းသားတွေကလည်းဒီလိုပွဲကြီးတွေမှာကားပြခြင်းနဲ့ဆန္ဒတွေရှိနေတာကိုသိတဲ့အတွက်သူကိုယ်တိုင်ကားပြရမယ်ရက်တွေထဲကနေတရက်ပြီးတရက်ပြန်ပြီးတော့ဖဲ့ပေးကလူငယ်တွေကိုလက်တွေခေါ်ပေးခဲ့ရလည်းဖြစ်ပါတယ်ဖိုးချစ်ကိုယ်တိုင်ကရက်တွေအများကြီးမယူတော့ပဲကိုယ်တိုင်နဲ့နာခံရွယူခဲ့လို့သာမင်းသားငယ်လေးတွေအနေနဲ့အခုလိုကားပြခွင့်ရခဲ့တာလည်းဖြစ်ပါတယ်